နမိတ်ဆိုတာကအာယုံကိုပြောတာနော်ပါဠိလိုနိမိတ်တမြန်မာတွေကတိုက်ရိုက်ဘာသာပြန်တော့နိမိတ်တကိုတတ်လိုက်တော့နိမိတ်ဖြစ်သွားတယ်မြန်မာလိုတကယ်တိုက်ရိုက်ပြန်အာယုံလို့ပြောတာပဲအဲ့တော့မျက်လုံးနဲ့ကြည့်ပြီးယူရတဲ့အာယုံမို့လို့ပရိကမ္မအာယုံပရိကမ္မနမိတ်လို့ခေါ်တယ်အဲ့လိုစိတ်ကလည်းပွားမျက်လုံးကလည်းကြည့်ရင်လည်းနော်အတော်တန်ကာလတစ်ခု9မိနစ်သို့မဟုတ်10မိနစ်ပေါ့လေအဲ့လိုမျိုးပွားများပြီးပြီဆိုရင်မျက်လုံးလေးမှိတ်ကြည့်လိုက်မှိတ်လို့စိတ်ထဲမှာမျက်လုံးထဲမှာပေါ်နေတယ်ဆိုရင်ဖွင့်ကြည့်စရာမလိုအဲ့ဒါကိုပဲမျက်လုံးထဲမှိတ်ပြီးတော့ဆက်ပွားသွားပေါ့ရိုးစုပွားရုံနဲ့မထင်မျက်လုံးမိတ်လိုက်ပြီးပျောက်သွားတယ်မပေါ်ဘူးဆိုရင်တော့ပြန်ဖွင့်ကြည့်ပေါ့နော်ဆိုမျက်လုံးမိတ်ရင်ဆွဲနေတဲ့အထီကိုသူကပွားရမှာဟုတ်အဲကြောင့်မမြင်မချင်းမထင်မချင်းကိုသူကဖွင့်လိုက်ပိတ်လိုက်လောက်ရမှာပဲထင်သွားပြီဆိုရင်တော့ဖွင့်ကြည့်စရာမလိုတော့ဘူးမျက်လုံးကိုမှိတ်ထားပြီးတော့ထင်သွားပြီဆိုရင်တော့ထောက်ချောက်အဲ့ဒါကိုမျက်လုံးပိတ်ပြီးတော့ပွားရုံပဲဘယ်တော့ဒီပွားရမလဲဆိုတော့နောက်ဆုံးမျက်လုံးဖွင့်ကြည့်အောင်မှပေါ်နေတဲ့အဆင့်ကြီးပေါ့လမ်းသွားရင်လည်းဒါကိုမြင်နေရတယ်အိမ်လည်းမြင်နေရတယ်ဆိုတော့အချိန်မရွေးနေရာမရွေးမှာပွားလို့ရတဲ့ပုံစံအထိကိုပွားမှာပေါ့အဲ့တော့မျက်လုံးမိတ်လို့စိတ်ထဲမှာအာယုံယူလို့ရသွားပြီဆိုရင်ဒါအာယုံတစ်ခုပြောင်းသွားပြီလားဥက္ကဟနမိတ်ဖြစ်သွားပြီဥက္ကဟဆိုတာစိတ်မနှောနဲ့ယူလို့ရတဲ့အာယုံပေါ့နော်မျက်လုံးဖွင့်ကြည့်ပြီးယူလို့ရကြတော့ပရိကမ္မနမိတ်ခေါ်တယ်မျက်လုံးမိတ်ပြီးယူတဲ့အာယုံကြတော့ဒါဥက္ကဟနမိတ်ခေါ်တယ်ဖွင့်ကြည့်စရာမလိုတော့ဘူးအဲ့ဒီမျက်လုံးမိတ်ပြီးဝိုင်းနဲ့မှလုံးဝအဲ့ဒီနမိတ်ကရှင်းလာကြည်လင်ပြီးတော့လေပြတ်တကိုပဂရိမျက်စိနဲ့မြင်နေရတယ်လို့ရှင်းလင်းကိုမြင်နေရတဲ့အဆင့်ရောက်လာတယ်အဲ့ဒါကြတော့ပฏิဘာကနမိတ်လို့ခေါ်တယ်အာယုံကအဆင့်ပြောင်းသွားပြီပေါ့နော်အဲ့ဒီခါကျလို့ရှိရင်မှဇန်အဆင့်တွေပါရောက်လာတာပေါ့လေဆိုတော့အတုပအာယုံဒီဆိုလို့၃ဆင့်ရှိသွားတာပေါ့ပထမမျက်လုံးနဲ့ပွားများတဲ့အဆင့်မျက်လုံးကနေမျက်လုံးမိတ်ပြီးယူရတဲ့အဆင့်မျက်လုံးမိတ်ပြီးယူရတဲ့အဆင့်မှာကိုတတိယအဆင့်ကကျတော့လုံးဝကြည်လင်ရှင်းလာအောင်ဒီကိုဆက်ပြီးပွားရတဲ့အဆင့်ပေါ့အဲ့လိုနောက်ဆုံးပဂရိမျက်စိနဲ့မြင်ရတယ်လို့ကြည်လင်သွားပြီးရှင်းလင်းသွားပြီဆိုရင်တော့ဒါအတုပကမ္မထံပေါက်သွားပြီဒီလိုပြောရပါတယ်အတုပကမ္မထံကပထမဇန်ပဲရတယ်ဒုတိယဇန်တတိယသရောဒဇန်ပွားလို့မရအောင်ဘာဖြစ်လို့လဲဆိုတော့အတုပအာယုံကကျမ်းတယ်အာယုံကျမ်းနေဆိုတော့သူကဝိတက်မပါပဲမရအောင်ပထမဇန်မှာကဝိတက်ဝိဇာရပိတိဒုက္ခဧကဂရဆိုပြီးတော့အင်္ဂါ၅ချက်ပါတယ်ဒုတိယဇန်မှာကျတော့ဝိတက်မပါတော့အဲ့တော့ဝိတက်ကြတော့သူကအာယုံကိုဒီစိတ်စေတသိက်သဘောတရားတွေကိုရောက်အောင်သင်ပေးတဲ့သဘောအဲ့တော့အတုပအာယုံကကြမ်းတမ်းတဲ့အခါကျတော့ဝိတက်မပါဘဲနဲ့ဒီစိတ်စေတသိက်တွေကိုအာယုံသင်ပေးလို့မဖြစ်နိုင်ဘူးဝိတက်ပါမှသာလည်းဒီအာယုံဘုတ်ကိုစိတ်ကိုရောက်အောင်သင်ပေးလို့ရတယ်အဲ့တော့ဒုတိယဇန်မှာဝိတက်မရှိတော့ဒီအတုပအာယုံဘုတ်ကိုဒီစိတ်စေတသိက်ဘယ်လိုမှမရောက်နိုင်တော့ဘူးဒါကြောင့်အတုပကိုဝိတက်မရှိတဲ့ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်တွေကပွားလို့မရအောင်အဲကြောင့်အတုပကိုအထုတ်ရင်ပထမဇန်ကဂိတ်ဆုံးသွားပြီအဲတော့အတုပကမ္မထံပြီးတော့သွားပြီလို့ပြောရပါတယ်အဲ့ဒီမှာတစ်ဆင့်ဝိပဿနာပြောင်းနေပြောင်းပေါ့ဒီအယိုးစုအာယုံတွေကိုဓကမ္မထံအနေနဲ့ပြောင်းရှုလို့ရတယ်ဒီအယိုးကိုမာတဲ့သဘောပထဝီဓာတ်ပေါ့နော်အဲဒီမှာပူတဲ့အေးတဲ့သဘောတေဇောဓာတ်ပေါ့အဲဒီလိုမျိုးဦးဇင်းတို့ဓာတ်သဘောတွေကိုအယိုးကိုပြောင်းရှုလို့ရတယ်ဒီအဲ့တော့ဒါကဟိုအတုပနဲ့ဝိပဿနာဘိုင်းကိုပြောင်းတဲ့သဘောလေးပေါ့နော်ပြီးရင်အဲဒီအတုပကိုရှုနေတဲ့စိတ်ကိုပဲစိတ်ဓာတ်ဝိပဿနာအနေနဲ့စိတ်ကိုပြန်ရှုရင်လည်းပဲတတိပဋ္ဌာန်ဝိပဿနာဘိုင်းကိုရောက်သွားတာပေါ့နော်ဒီဒါကသမထဝိပဿနာဘိုင်းကိုပြောင်းပေါ့အတုပကမ္မထံရှုဖို့အချင်းချုပ်ပေါ့အဲ့တော့ဒီကမ္မထံတွေကိုရှုရင်ယူတယ်လို့ဘာလို့ပြောကြတာကတော့အကြောင်းနှစ်ခုရှိတယ်တစ်ခုကတော့နိမန်လမ်းမှန်မရှုတာပဲတရားဆိုတာကအယူပြောက်တဲ့ဈေးပဲလေနော်ယူတဲ့ဈေးမဟုတ်ဘူးဓမ္မောဒရတရားဈေးဆိုတာကတွတ်တက်ခေါအောင်စိတ်လွတ်နေတဲ့ပတာစာရီတောင်မှအဝတ်မကန့်နိုင်လောက်အောင်တွတ်တက်ခေါအောင်ယူနေတဲ့စိတ်လွတ်နေတဲ့ပတာစာရီတောင်မှငြိမ်းချမ်းသွားတာလေအဲကြောင့်ဘုရားရဲ့တရားဈေးတော်ကြီးဟာယူစေတဲ့ဈေးမဟုတ်ဘူးအယူပြောက်တဲ့ဈေးတာဖြစ်ပဲအဲ့တော့တရားစခန်းနဲ့ဝင်ပြီးတော့စိတ်မမှန်ဖြစ်သွားကြတယ်ဆိုတာကတရားအထုတ်တဲ့ဒီလွမ်းနေလို့ပါနော်ဆရာရဲ့ပြတ်သားမှုတွေအားနည်းနေလို့ပါယောဂီပုဂ္ဂိုလ်ဒါကြောင့်တရားစခန်းတွေဝင်တဲ့အခါမှာယောဂီပုဂ္ဂိုလ်ကခုဖြစ်နေတဲ့အမြင်တွေခံစားချက်တွေကိုမချွင်းမချံဆရာသမားကိုပြောပြဖို့လိုတယ်ကိုယ့်ရဲ့ပြောပြတဲ့စကားပေါ်မူတည်ပြီးမှဆရာကလမ်းညွှန်ချက်ပေးရတာပါနော်ကမ္မထဆရာတော်တော်များများကယောဂီရဲ့စိတ်ကိုသိပြီးတော့ကမ္မထပေးနေကြတာမဟုတ်ဘူးယောဂီရဲ့အပြောပေါ်မူတည်ပြီးတော့ကမ္မထကိုပေးရတာဖြစ်တယ်အဲ့တော့သူပြောတဲ့ပေါ်မူတည်ပြီးတော့မှားနေသလားမှန်နေသလားဆိုတော့ကမ္မထဆရာဆုံးဖြတ်ရတာမမှန်နေတယ်ဆိုရင်အေးဆရာအထုတ်လို့ပြောမှာပဲသူပြောတဲ့ပုံမူတည်ပြီးတော့မှားနေတယ်ဆိုတော့အဲ့လိုလေးအမထုံနဲ့ဒီလိုလေးအထုတ်လိုက်ပါဒီလိုလေးနှလုံးသွင်းလိုက်ပါလို့တက်ပေးလိုက်တာပေါ့အဲကြောင့်ယောဂီရဲ့ရိုးသားမှုဟာအလွန်အရေးကြီးပါတယ်
ယောဂီရိုးသားဖို့အရေးကြီးတယ်မြင်မြင်နဲ့မမြင်မမြင်ဘူးသိရင်သိတယ်မသိရင်မသိဘူးပြောကိုပြောရတယ်မဟုတ်ရင်ယောဂီမရိုးသားရင်ကမ္မထမ်းဆရာလည်းဘာမှမတတ်နိုင်ဘူးဒါကြောင့်ကျွန်တော်တရားအထုတ်တဲ့နေ့လွဲလို့ယူတာလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ဖောင်းဆရာတို့ဘုရားကြီးပြောသလိုထန်းသီးကြွေခိုက်ကြီးနှင်းခိုက်ပေါ့လေသူ့မှာယူဖို့ကံပါလာတဲ့အချိန်နဲ့တရားစခန်းဝင်တဲ့အချိန်နဲ့ကွက်တိကိုကြတော့တာပဲအဲ့တော့တရားစခန်းဝင်လို့ယူတယ်ဖြစ်ကုန်တာပေါ့တကယ်တော့သူ့ဟာသူယူချိန်တယ်လို့ယူတာပဲတချို့ကဘယ်လိုဆိုတော့တရားတရားတွေလွန်ခဲ့ပြီးတော့မအိတ်တော့ဘူးသူကအရေးပြည့်ခြင်းဟာသူကစိတ်ကိုခြောက်ခြားစေတာကိုအဲ့တော့တမာတိတွေအားကောင်းတဲ့အခါမှာသူကသူစိတ်တွေကြည်လင်လို့မအိတ်တာပြဿနာမရှိဘူးတမာတိတွေလည်းအားမကောင်းသေးမနဲ့တရားတရားကောင်းပြီးတော့မစားမအိတ်ပဲနဲ့လှုပ်လိုက်တာဟာမှားတယ်ပေါ့တကယ်တော့လေတကယ်တမာတိအားကောင်းလာပြီဆိုရင်သူ့ဘာသူကိုစိတ်ကကြည်လင်ပြီးတော့အိတ်ရှင်စိတ်တွေပျောက်သွားတာပဲခြေနာမိတ်တာတွေကင်းနေတော့တညာလုံးအထုတ်လဲစိတ်ကနွမ်းကြီးမနေဘူးလန်းဆန်းနေတယ်ဘောနော်အဲ့ဒါကြောင့်တချို့ယောဂီပုဂ္ဂိုလ်တွေကတရားလွန်ခဲ့ပြီးတော့မအိပ်ဘဲနဲ့လှုပ်လိုက်တဲ့အခါမျိုးတွေမှာလည်းဖြစ်တတ်တဲ့ကိစ္စပါနော်အဲ့ဒါပြောချင်တာကနှစ်ခုပေါ့လေကမ္မထန်နီလန်မာတာတွေရယ်နောက်ခုနကထန်းတိကျွေခိုင်ကြီးနှင်းခိုင်သူယူချိန်တန်တဲ့အချိန်နဲ့ရိတ်တာဝင်တဲ့အချိန်တိုက်ဆိုင်သွားတာတွေရယ်ဒါကြောင့်ဖြစ်တာပါကမ္မထန်မာတယ်ဆိုတဲ့နေရာမှာတစ်ခုဖြစ်တတ်တာကဘာလဲဆိုတော့တရားတွေအထုတ်တဲ့အခါမှာသမထပဲအထုတ်ဝိပဿနာပဲအထုတ်တခါတလေအာယုန်တွေပေါ်လာတတ်တယ်ဝိပဿနာတွေအထုတ်ပြီးမှလည်းတခါတလေဖရာအာယုန်တွေပေါ်ခြင်းပေါ်နေတာပိတ္တာပုံစံတွေပေါ်ခြင်းပေါ်နေတာမစီမဆိုင်ပေါ့နော်အာယုန်တွေပေါ်လာတတ်တယ်အဲ့ဒီအာယုန်တွေပေါ်မှာယောဂီပုဂ္ဂိုလ်ကကမ္မထန်ဆရာကိုခုနကအရင်ပြောခဲ့တယ်လို့ပဲမှန်မှန်ကန်ကန်ပြောဖို့လိုပါတယ်သူကမ္မထန်အထုတ်ရင်းနဲ့ဒီတို့ဟာတွေမြင်ရတယ်ဒီတို့ဟာတွေပေါ်လာတယ်အဲ့ဒါကမ္မထန်ဆရာကယောဂီအဲ့နောက်ကိုမလိုက်နဲ့ဒါဟာအာယုန်မှန်နေမဟုတ်ဘူးတမာတိလေးရှိလာတဲ့အခါမှာကိုယ်စိတ်ကူးတယ်လို့ပေါ်လာတဲ့ဟာတွေစိတ်ညွတ်တယ်လို့ပေါ်လာတယ်တခါတလေနားမှာအတန်တွေကြားနေရတယ်တခါတလေမျက်စိထဲမှာမြင်နေရတယ်လို့ဖြစ်နေတယ်ဆိုတော့အဲ့ဒါတွေဟာအမှန်မဟုတ်အဲ့နောက်ကိုမလိုက်နဲ့ကိုရှုရမယ်ရုပ်နဲ့နာမ်ကိုသာဆက်ရှုပါဆိုတာမျိုးကမ္မထန်ဆရာတက်ပြရတယ်အဲ့တော့မှမဟုတ်ဘူးနဲ့အဲ့ဒီအာယုန်နောက်ကိုလိုက်သွားတဲ့အခါမှာတကယ်မြင်နေရတယ်လို့တကယ်ကြားနေရတယ်လို့ဖြစ်လာပြီးတော့အဲ့ဒီနောက်ကိုလိုက်ရင်လိုက်နဲ့ဝိပဿနာလမ်းရှော့ထွက်သွားတာပဲအဲ့ဒီမှာစိတ်တစားပုံစံတွေတရားယောက်က control လုပ်နေတဲ့ပုံစံတရားယောက်ကအမိန်ပေးတဲ့ပုံစံတွေဖြစ်လာတယ်နားမှာကြားနေရတာပေါ့ဘာလှုပ်လိုက်ညာလှုပ်လိုက်ဘယ်ကိုသွားလိုက်နောက်ဆုံးဘာဖြစ်တယ်ဘိုးတော်နိုင်ရသွားတာတွေရှိတယ်အဲ့တော့ဘိုးတော်တရားယောက်ကလာပြီးတော့ခိုင်းတယ်လို့ဘယ်တော်တဲ့ကိုသွားဘယ်စေတီတဲဘယ်နားမှာဖျားတယ်သာသနာပြုကရောက်တယ်ဆိုတာမျိုးတွေအဲ့လိုတရားယောက်ကစိတ်ခိုင်းတယ်ဆိုတဲ့ပုံစံမျိုးတွေခံစားမှုတွေပါလာတယ်တကယ်တော့အဲ့ဒါတွေကစိတ္တဇဘက်ကိုကူးသွားတဲ့ကိစ္စတွေပဲဒါကြောင့်ဦးဇင်းတို့ဝိပဿနာတွေအထုတ်တဲ့အခါဖြစ်ဖြစ်သမထအထုတ်တဲ့အခါဖြစ်ဖြစ်အဲ့လိုတမာတိအားကောင်းလာတဲ့အခါမှာစိတ်ညွတ်ကိုင်းတယ်လို့အာယုန်တွေအတန်တွေဆိုတာမြင်ရကြားတတ်ပါတယ်အဲ့ဒီပုံမှာကမ္မဋ္ဌာန်းဆရာအသိအရေးကြီးတယ်ယောဂီပုဂ္ဂိုလ်ရိုးသားဖို့အသိအရေးကြီးပါတယ်နော်